လာပါဒီနေ့တော့ကျွန်တော်ရုပ်ရှင်ထဲမှာရှိပြီးတော့အပြင်မှာတကယ်ဖြစ်နိုင်တဲ့အခြေအနေလေးတစ်ခုအကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်ဒီကိစ္စကစိတ်ပညာနဲ့ဆိုင်လားဆိုတော့အရန်ကိုဆိုင်ပါတယ်အဲ့တော့ဘာအကြောင်းလဲဆိုတော့ကျွန်တော်ခေါင်းစဉ်မှာပြောထားတဲ့အတိုင်း zombie တွေအကြောင်းဖြစ်ပါတယ်အဲ့တော့ရုပ်ရှင်တွေထဲမှာကြည့်ဘူးကြတဲ့အတိုင်းဒီ zombie ကဘာပြက်ကတ်ပေါ့နော် zombie အကြောင်းဖြစ်တဲ့ကဘာပြက်ကတ်ပေါ့zombie apocalypse လို့ခေါ်တဲ့ဟာအဲ့ဒီဟာကအပြင်မှာတကယ်ဖြစ်နိုင်ပါတယ်ဘယ်လိုဖြစ်နိုင်လဲဆိုတဲ့အကြောင်းကိုရှင်းပြပါမယ်တော်တော်များများဒီ zombie ရုပ်ရှင်ကားတွေကိုကြည့်ဘူးကြမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်စကြည့်ဘူးတာကတော့ကျွန်တော်မှတ်မှတ်ရအဲ့ဒီResident Evil ကိုကျွန်တော်စကြည့်ဘူးတာပေါ့နော် Resident Evil သူကဒီ Umbrella Corporation ပေါ့အဲ့ဒီ lab ကနေပြီးတော့ virus တွေစပြန်တယ်ပြန်ပြီးတော့zombie တွေဖြစ်ကုန်ကြတယ်ပေါ့နော်တခြားဒီ zombie ရုပ်ရှင်ကားတွေလည်းအများကြီးကိုထွက်တယ်ပေါ့နော်အဲ့တော့အင်္ဂလိပ်ရုပ်ရှင်တွေရောကိုရီးယားရုပ်ရှင်တွေရောပေါ့နော်ဟိုမှာ The Walking Dead တို့ The Last of Us တို့ Train to Busan တို့အများကြီးပါပဲเนาะတချို့ကြည့်ဘူးကြမယ်ထင်ပါတယ်သူကဒီဇလန်တော်များများကြတော့ဒီ virus ပိုးပြန်ပြီးတော့ဖြစ်ကြတာများတယ်ပေါ့နော် zombie ဖြစ်သွားကြတာများတယ်အဲ့တော့အဲ့တမှာထူးထူးဆန်းဆန်းတစ်ခုပါတယ်အဲ့ဒါကတော့ဒီ The Last of Us ဆိုတဲ့ရုပ်ရှင်ပေါ့ဒီ The Last of Us ထဲမှာကြတော့သူကဒီကပ်ပါမှုတစ်မျိုးကြောင့် zombie ဖြစ်တာပေါ့နော်အဲ့အမှတွေ့လိုက်မှကျွန်တော်ဒီခေါင်းပေါ်ကနေခေါင်းမနေပြီးတော့မှုပွင့်လိုမျိုးကြီးထွက်လာတာပေါ့ဒါပေမဲ့အဲ့ဒီစကားထဲမှာထူးခြားတာကတော့သူကဒီ zombie ဆိုတဲ့စကားလုံးကိုလုံးဝမသုံးတော့ဘူးသူတော့ဘယ်လိုသုံးသွားလဲဆိုတော့the infected ဆိုပြီးသုံးသွားတယ် infected ပေါ့သူကဒီကူးစက်ခံရသူများဆိုပြီးတော့သုံးသွားတာပေါ့နော်အဲ့တော့ဒီ zombie တွေတကယ်ဖြစ်နိုင်တာဆိုတဲ့အကြောင်းကိုပြောပြဖို့အတွက်ကိုကျွန်တော်ဒီ virus အကြောင်းကိုနည်းနည်းလေးရှင်းပြဖို့လိုမယ်အဲ့တော့ကျွန်တော်အဲ့ဒီ virus တွေအကြောင်းနည်းနည်းရှင်းပြမယ်အဲ့တော့ကျွန်တော်တို့ဒီ virus တွေဆိုတာဟိုးကဘာအစအဦးတွေကဟိုးလူတွေမပေါ်ပေါက်ခင်လူကဘာကြီးစပြီးတော့ဖြစ်ပေါ်လာကြတဲ့ဟာဟိုမှာဒီ virus တွေဆိုတာရှိနေခဲ့ကြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ virus ဆိုတာရှိတယ် bacteria ဆိုတာရှိတယ်နောက်ဒီကပ်ပါပေါ့နော်မှုပေါ့ fungus ဆိုတာရှိတယ်ပေါ့ဒီထဲမှာကျွန်တော်ဒီ virus နဲ့ bacteria ကိုနည်းနည်းရှင်းပြီးပြောပြမယ်တော့ virus တွေကတကယ်ကိုတေးသေးလေးမှတေးသေးလေးဟို bacteria ဆိုလို့ရှိရင်သူကဒီ cell တစ်လုံးစာအရွယ်လောက်ရှိတယ်ပေါ့နော်နည်းနည်းလေး size ကြီးတယ်နှစ်ခုလုံးကတော့ဒီမျက်စိနဲ့မမြင်ရဘူးပေါ့နော် bacteria တွေမှာကျတော့သူကဒီ cell တစ်လုံးစာရှိတယ် cell ထဲမှာသူက nucleus ရှိတယ်အဲ့တော့အဲ့ virus ဆိုတဲ့အကောင်တွေကအဲ့ဒီ nucleus ထဲမှာရှိတဲ့ DNA အပိုင်းစာလေးသို့မဟုတ် RNA အပိုင်းစာလေးတစ်ခုစာပဲရှိတယ်အဲ့လောက်ထိကိုသူကသေးငယ်တယ်ပေါ့နော်ပြီးလို့ရှိရင်သူက virus တွေကတက်ရှိမဟုတ် bacteria တွေကျတော့တက်ရှိဖြစ်တယ် bacteria တွေကသူ့အတူပွားနိုင်တယ်ဒီ virus ကျတော့သူကသူ့အတူမပွားနိုင်ဘူးခန္ဓာကိုယ်ထဲမှာသူ့အတူမပွားနိုင်တော့ဒီတက်ရှိတွေရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပြီးပွားရတယ်ဥပမာလူဖြစ်ရင်ဖြစ်မယ်တိရစ္ဆာန်ဖြစ်ရင်ဖြစ်မယ်ဒီတက်ရှိတွေရဲ့ cell ထဲကိုဝင်ပြီးတော့သူတို့ရဲ့ RNA သို့မဟုတ် DNA ကိုဝင်ရောက်ပြီးတော့ပေါင်းလိုက်ပြီးတော့ပွားကြတာပေါ့နော်အဲ့တော့သူပွားဖို့အတွက်ကိုဒီတက်ရှိ cell တစ်ခုလိုတယ်လူဖြစ်ရင်ဖြစ်မယ်တိရစ္ဆာန်ဖြစ်ရင်ဖြစ်မယ်ဒီ virus တွေကသူတို့တစ်ကောင်နဲ့တစ်ကောင်သူတို့ဂုဏ်သက်တွေမတူကြဘူးသူတို့ရဲ့အစွမ်းစားတွေပါဝါတွေမတူကြဘူးအဲ့တော့သူတို့ကြိုက်တဲ့နေရာတွေမတူကြဘူးပြီးတော့သူတို့ဒီကူးစက်ပုံတွေမတူကြဘူးယောဂဖြစ်နိုင်စွမ်းတွေမတူကြဘူးအမျိုးမျိုးကွဲပြားကြရတယ်ပေါ့လေအဲ့ virus တွေမှာသူတို့ဒီကြိုက်တဲ့နေရာဆိုတာသူတို့တီးတန့်ရှိတယ်ဥပမာပြောရလို့ရှိရင်ကျွန်တော်အသက်အုံတဝါဘီပိုးလို့စီပိုးလို့ဆိုလို့ရှိရင်လူခနာကိုယ်ထဲကိုဝင်လို့ရှိရင်တခြားဘယ်မှမသွားဘူးအသေးကိုပဲသွားတယ်အသေးမှာပဲပွားတယ်အသေးကိုပဲဒုက္ခပေးတယ်ကျန်တဲ့နေရာအုံနောက်တွေအဆုတ်တွေဘယ်နေရာမှာဒုက္ခမပေးဘူးနောက်တစ်ခုကတော့အလုံးသိကြတဲ့ COVID virus ပေါ့နော် COVID virus ဆိုလို့ရှိရင်သူကနှာခေါင်းထဲကနေအသက်ရှူလမ်းကြောင်းကနေဝင်ပြီးတော့အဆုတ်ကိုသွားတယ်အဆုတ်ကိုဒုက္ခပေးတယ်တခြားနေရာတွေကိုပြဿနာမပေးဘူးနောက်တစ်ခုဥပမာပြောပြချင်တဲ့ဟာတော့ဒီခွေးယောဂပိုးပေါ့နော်သူကကြောက်တော့တိရစ္ဆာန်ကတဆင့်ကူတာအဲ့တော့ဒီခွေးယောဂပိုးကကြောက်တော့ဒီခွေးထဲကိုဝင်ပြီးတော့ဒီခွေးရတဆင့်ကူတာပေါ့နော်ခွေးထဲကိုဝင်တယ်ခွေးရဲ့အုံနောက်ကိုသွားပြီးတော့သူကခွေးယူဖြစ်စေတယ်ပေါ့အဲ့တော့သူကအဲ့လိုပဲဒီခွေးရတဆင့်လူကိုကိုက်ရင်လူကိုကူးနိုင်တယ် rabies လို့ခေါ်တဲ့ခွေးယူ virus ကကြတော့သူကဒီအုံနောက်ကိုအာယုံကြောတွေအုံနောက်ကိုဒုက္ခပေးတဲ့အမျိုးအစားဖြစ်တယ်တခြားနေရာတွေဒုက္ခမပေးဘူးအုံနောက်ကိုဒုက္ခပေးတယ်ဒီကောင်ကကြတော့နောက်တစ်ခုတို့ကထူးခြားချက်တစ်ခုရှိတယ်တို့ကဒီခန္ဓာကိုယ်ထဲကိုရောက်လို့ရှိရင်လူရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပြီးပွားတဲ့အခါမှာဒီတိုင်းမနေဘူးတို့တွေကအများနဲ့ပုံစံပြောင်းတယ်ပုံစံပြောင်းနိုင်စွမ်းရှိတယ်ပို့ပြီးတော့အစွမ်းထက်လာအောင်ပုံစံပြောင်းတာလည်းရှိတယ်နောက်တချို့ကကြတော့တို့ရဲ့ခန္ဓာကိုယ်ကဒီကိုယ်ခံခုခံကာကွယ်ရေးစနစ် immune system ကနေပြီးတော့လာတိုက်လို့မရအောင်တို့ပုံစံပြောင်းပြလိုက်တာမျိုးရှိတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ HIV virus လိုမျိုးပေါ့နော်အဲ့တော့
ဒီကုသဖို့စီထုတ်လုပ်ရတာခတ်သွားတာပေါ့နော်အဲ့လိုဖြစ်အောင်သူတို့မှာအစွမ်းစားပုံစံပြောင်းတဲ့ဟာမျိုးရှိတယ်အဲ့ဒါကိုဒီ mutation လို့ခေါ်တယ်အဲ့တော့အဲ့ဒီ zombie ဖြစ်ဖို့ဆိုလို့ရှိရင်ပေါ့နော်တကဘာလုံး zombie ဖြစ်ဖို့ဆိုလို့ရှိရင်ဒီ virus ကသူကကူးစက်မြန်ဖို့လိုတယ်နံပါတ်1နောက်တစ်ခုကကြတော့အုံနောက်ကိုသွားဖို့လိုတယ်နော်အုံနောက်ကိုသွားဖို့လိုတယ်အဲ့တော့ဆောစောကပြောခဲ့တဲ့ covid virus ပေါ့နော် covid virus ဆိုလို့ရှိရင်ကူးစက်နှုန်းမြန်တယ်နောက်တစ်ခုကကျွန်တော်ခုနပြောခဲ့တဲ့rabies virus ပေါ့နော်ခွေးဥပြန်တဲ့ virus ပေါ့အဲ့ကောင်ကကြတော့သူကအုံနောက်ကိုသွားနိုင်တယ်အဲ့တော့အဲ့ဒီ covid virus ရဲ့ကူးစက်မြန်တဲ့အစွမ်းအစနဲ့rabies virus ရဲ့ဒီအုံနောက်ကိုတိုက်ခိုက်နိုင်တဲ့အစွမ်းအစအဲ့နှစ်ခုပေါင်းပြီးတော့ virus အသစ်တစ်ကောင်ဖြစ်လာခဲ့သည်ရှိတော့ဒီ zombie တွေတစ်ကမ္ဘာလုံးဖြစ်ဖို့ဆိုတာအရင်မခက်ခဲဘူးအဲ့တော့အဲ့လိုမျိုး virus တွေကိုဖြတ်ညက်ကပ်လုံးလို့ရတဲ့နည်းပညာကမ္ဘာပေါ်မှာရှိလားဆိုလို့ရှိရင်ရှိတယ်အဲ့ဒီနည်းပညာရှိလို့လဲကျွန်တော်တို့ဒီအသက်အုံတဝါဘီပိုးကာကွယ်ဆေးဆိုတာဖြစ်လာတာပေါ့နော်အသက်အုံတဝါဘီပိုးကာကွယ်ဆေးဆိုလို့ရှိရင်သူကဒီအသက်အုံတဝါဘီ virus ရဲ့DNA အပိုင်းအစလေးကိုယောဂဖြစ်နိုင်တဲ့အစွမ်းကင်းမဲ့သွားအောင်နည်းပညာနဲ့ဒီ genetic နည်းပညာနဲ့ဖန်တီးလိုက်တာအဲ့ဒီဟာကိုကာကွယ်ဆေးအနေနဲ့ထုတ်လိုက်တာဖြစ်ပါတယ်ဒါကိုသူက DNA recombination လို့ခေါ်တယ်အဲ့တော့ဒီနည်းပညာတွေကကမ္ဘာမှာရှိနေပြီးသားဖြစ်ပါတယ်အဲ့တော့ဒီ covid တုန်းကလည်းအဲ့တော့ကလည်းအဲ့လိုကောလာဟာလာတွေထွက်တယ်ပေါ့နော်ဒီတစ်ခွဲခန်းကနေပြီးတော့ဘယ်လိုဖန်တီးထားတာဘယ်လိုပြန့်လာဆိုပြီးတော့အဲ့တော့ဒီအကြောင်းလေးကိုတော့အရင်ကြီးအသေးစိတ်မပြောပြတော့ဘူး TikTok ကနေပြီးတော့ဘန်းမှာဆိုလို့သူကဘာကြီးမှာအဲ့လိုပတ်စံကိုထားစရာမရှိအောင်ချမ်းသာတဲ့လူနန်းစားတရက်ရှိတယ် elite group တွေပေါ့နော်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Squid Game ရုပ်ရှင်ထဲရလို့ပေါ့နော်ဒီလူတွေရဲ့အသက်ကိုရင်းပြီးကစားရတဲ့ game တွေကိုဒီလူတွေစော့နေတာကိုသူတို့အရသာခံပြီးကြည့်ကြရဲ့ဒီလူတွေရဲ့ဒီ elite group တွေရဲ့အမှောင်ပဲစိတ်အမှောင်ပဲအချမ်းပေါ့နော်ဥပမာသူတို့စိတ်ထဲမှာ zombie တွေလက်တွေ့ဖြစ်လာတာကိုထိုင်ကြည့်ခြင်းနဲ့ဆိုတာမျိုးများဖြစ်လာမလားပေါ့လေနော်ဒါကျွန်တော်ရှောက်တွေးကြည့်ကြပါဒီမျိုးတစ်မျိုးစာလောက်ကို zombie တွေဖြစ်အောင်လုပ်ဖို့ဆိုတာဒီအရင်မခတ်ဘူးပေါ့နော်ဒီအကြောင်းအရာလေးကိုဘူးတုဒအနေနဲ့ပဲမှတ်ထားပေးပါအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေကြားလို့ရှိရင်ပြန်ဆောင်ပါအောင်မယ်